မြန်မာနဲ့အိန္ဒိယတို့ဟာရှည်လျားတဲ့ကိုယ်မြင်တဲ့ရေပြင်နယ်နိမိတ်ချင်းထိစပ်နေတဲ့ဘက်ကယူရရင်ချင်းမှုချင်းဆက်နွယ်ပြီးခိုင်မာတဲ့တမန်ဝင်ချစ်ကြည်မှုအခြေခံကောင်းများနဲ့ရှိကြတဲ့အိန္ဒိယကောင်းနိုင်ငံတွေဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟာဗုဒ္ဓဘာသာဗုဒ္ဓမြတ်စွာပွင့်ထွန်းရာမြေမြတ်မဟာဖြစ်တယ်လို့ပဲမြန်မာနိုင်ငံဟာလည်းအဆိုပါဗုဒ္ဓတရားတော်များနဲ့ယဉ်ကျေးမှုတို့ကိုယနေ့တိုင်အလေးနဲ့တန်ဖိုးထားထိန်းသိမ်းထားတဲ့နိုင်ငံဖြစ်ပါတယ်။ဒီလိုဓမ္မအကြောင်းအရာသမိုင်းအကြောင်းအရာဆက်နွယ်မှုအပြန်အလှန်လေးစားယုံကြည်မှုတို့ဟာဒီလိုနိုင်ငံယဉ်ကျေးမှုနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုခရီးလမ်းတွေခိုင်မာတဲ့အခြေခံအုတ်မြစ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒါပြင်နိုင်ငံသာသနာဆက်ဆံရေးရလည်းကစီရင်သူမှတ်တိုင်ကိုအတူပြတ်ကျော်ခဲ့ပြီးအခုခါမှာ88နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ဟာကိုလိုနီလက်အောက်မှာအတူတူကနေထိုင်ခဲ့ရတာဖြစ်ပြီးမြန်မာနိုင်ငံနဲ့ရှေးရခင်ကလေးကကုလန်ဆက်ဆံမှုရှိတယ်လို့ပဲမြန်မာနိုင်ငံမှာအိန္ဒိယနွယ်ဘွားများစွာရှိပါတယ်။အလားတူမြန်မာနိုင်ငံဟာအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီးတော့မှလာအိုထိုင်းနိုင်ငံတို့နဲ့ထိစပ်နေပါတယ်။မြန်မာနိုင်ငံကနေထိုင်းနိုင်ငံနဲ့လာအိုဗီယက်နမ်ကမ္ဘောဒီးယားနိုင်ငံတို့ကိုလည်းကောင်းမွန်စွာတွာလာနိုင်ပြီဖြစ်ပါတယ်။ကျွန်တော်ရဲ့ယခုခီးစဉ်ဟာအိန္ဒိယနိုင်ငံရဲ့အရှိနဲ့ထိတွေ့ဆက်ဆံတဲ့မူဝါဒ X policy ကိုပုံမခိုင်မာစေသလိုမြန်မာနိုင်ငံတည်တဲ့ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုအရှိန်မြင့်တင်ဖို့လာအောင်ခြင်းလည်းဖြစ်ပါတယ်။အဆိုတော်တို့သိရှိထားပြီးဖြစ်တဲ့အတိုင်းကျွန်တော်တို့မြန်မာနိုင်ငံမှာဒီမိုကရေစီနည်းလမ်းနဲ့အညီပြည်သူလူထုကရွေးချယ်တင်မြှောက်တဲ့အစိုးရအသစ်ကို2026ခုနှစ်ဧပြီလ10ရက်နေ့မှာဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီမိုကရေစီနိုင်ငံပြည်ခိုင်မာအားကောင်းအောင်လည်းကျွန်တော်ဆောင်ရွက်လက်ရှိပါတယ်။ကျွန်တော်တို့ဆွေးနွေးတဲ့လက်ထက်မှာရရှိတည်တတ်ပြီးဟန်ချက်ကြီးတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုဖော်ဆောင်နိုင်ဖို့မဟာဗျူဟာမြောက်မိဖက်နိုင်ငံများနဲ့စီးပွားရေးတိုးမြင့်ရေးကိုလည်းဦးစား